စေတနာရှင်ကိုသူမိသားစုမအံဘေစီချမ်းသာကွန်ကြောင့်မကြပါစေအားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မနက်ဖြန်ဩဂတ်စ်လ25ရက်နေ့အင်္ဂါနေ့ရဲ့တနေ့ကုန်အကောင်းဆုံးကဏ္ဍများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့မွေးကဏ္ဍတစ်ကွက်ထွက်သွားတာပေါ့နော်မွေးကဏ္ဍတစ်ကွက်ထွက်ပေမဲ့ကျန်တဲ့မွေးကဏ္ဍများကိုမွေးကဏ္ဍလိုက်တဲ့လူတွေစက်ကစားလို့ရတယ်နော်ပုံမှန်ကတော့နှစ်ကွက်ထွက်နေကြပါအနည်းဆုံးနှစ်ကွက်ထွက်တယ်မနက်ဖြန်နေကုန်ကီးခွန်နှစ်305နေကုန်ကီးရခွန်နှစ်305နေကုန်ချင်းက49ချိန်နော်နေကုန်ချင်းက49ချိန်သူဒီဆိုတာကအမှားမှန်ရှိနေတဲ့အတွက်စဉ်းစားချင်းချင်းပြီးတော့ကစားကြဖို့လည်းလိုအပ်ပါတယ်နော်လောဘရမ်းချပြီးတော့ယုံကြည်မှုတွေအရန်လွန်ခဲ့ပြီးတော့စွတ်လွန်ရင်ကိုယ်ပဲခံရတတ်တဲ့အတွက်အားလုံးပဲစဉ်းစားချင်းချင်းပြီးတော့ကစားကြဖို့ကျွန်တော်မြတ်တာရက်ခံအပ်ပါတယ်ရန်ကွက်၄ခွက်6ခွန်45 90 42ရန်ကွက်၄ခွက်ဖြစ်ပါတယ်နော်မိန်ကွက်2ခွက်ကိုကျွန်တော်ရွေးပေးရမယ်ဆိုမိန်ကွက်2ခွက်ဆိုပေမဲ့အပူ2ခွက်ပါတော့3ခွက်ဖြစ်သွားမှာနော်မိန်ကွက်တွေကတော့55 39 95အဲ့ဒါကတော့မိန်ကွက်တွေဖြစ်ပါတယ်ထုံးစံတိုင်းရှယ်တစ်ခွက်ကောင်ကတော့ကျွန်တော်ရဲ့မွေးကနန်းတွေကပဲကျွန်တော်40ကိုပဲပြန်ရွေးပေးခြင်းတယ်နော်40ကိုတစ်ခွက်ကောင်ဖြစ်ကျွန်တော်ပြန်ရွေးပေးထားတာဖြစ်ပါတယ်နေကုန်ကီး9305ကို946နဲ့ကပ်ပြီးတော့ကစားလို့ရတယ်နော်ဒါကတော့ကျွန်တော်ရွေးပေးတဲ့ကဏ္ဍတွေမကြိုက်ဘူးဆိုရင်အကွက်များများကစားတဲ့လူတွေရှိတယ်နော်အကွက်များများကစားနိုင်တဲ့လူတွေအဲ့ဒီကဏ္ဍ12ကွက်ထဲရနေပြီးတော့မိမိစိတ်ကြိုက်ကဏ္ဍများကိုရွေးချယ်ကစားနိုင်ပါတယ်အားလုံးပဲနောက်ဖန်အင်္ဂါနေ့မှာလဲကန်ဆက်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်အားလုံးပဲကိုစွမ်းရဲ့မိသားစုများအားလုံးပဲစိတ်ချမ်းသာကိုကျန်းမာကြစေဖို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်အားလုံးပဲဘိုင်ဘိုင်